အိန္ဒိယနိုင်ငံကလမ်းဘေးခွေးလေးဘဝကနေကဘာကျော်ငိမ့်ချမ်းရေးခရီးသည်ဖြစ်လာတဲ့ခွေးလိမ်မလေးအာလောကမင်္ဂလာပါရှင်ထူးခြားဆန်းပြတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ကြည်ပါ channel လေးကနေကြိုဆိုလိုက်ပါတယ်လူသားတွေဟာငိမ့်ချမ်းရေးအတွက်စပွဲဝိုင်းတွေမှာဆွေးနွေးကြပြီးစာချုပ်တွေချုပ်ဆိုကြပါတယ်ဒါပေမဲ့တခါတရံမှာငိမ့်ချမ်းရေးရဲ့အစစ်မှန်အထိပ္ပယ်ကိုစာရွက်စာတမ်းတွေပေါ်မှာမဟုတ်ပဲလမ်းမတွေပေါ်မှာရှောက်လန်းနေတဲ့ခွေးလေးတစ်ကောင်စီမှာလေးတွေ့ရှိနိုင်ပါတယ်သူ့နာမည်ကအာလောကလို့ခေါ်ပြီးမြန်မာအဓိပ္ပာယ်ကတော့အလင်းရောင်ဖြစ်ပါတယ်။ပါဠိနာမည်လေးရရှိထားတဲ့ဒီခွေးလေးဟာဈေးကြီးတဲ့မျိုးရိုးမြင့်ခွေးတစ်ကောင်တော့မဟုတ်ပါဘူး။ဒါပေမဲ့သူ့ရဲ့နှလုံးသားနဲ့သစ္စာတရားကြီးမားမှုကြောင့်ပဲကဘာကျော်ခွေးလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။အာလောကဟာကောင်းမွန်စွာပြုစုဆောင်ရှောက်ခံရတဲ့မိသားစုကနေမွေးဖွားလာခဲ့တာမဟုတ်ပါဘူး။အိန္ဒိယနိုင်ငံကာလာကတ္တားလီစိန်နာကလမ်းမပေါ်မှာကျင်လည်ခဲ့ရတဲ့ခွေးလေးတစ်ကောင်မှာအဲ့ဒီချိန်တုန်းကသူဟာနမေမရှိပိုင်ရှင်မရှိထမင်းတက်နက်အတွက်အမိုက်ပုံကိုငွေနောက်ရှာဖွေရတဲ့အိန္ဒိယလမ်းဘေးခွေးလေးတစ်ကောင်သာဖြစ်ပါတယ်။တနေ့မှာတော့အာလောကကိုရင်တစည်းကတိုက်မိပြီးလမ်းဘေးမှာပစ်ထားခဲ့ပါတယ်။ခြေထောက်ကျိုးပြီးမလှုပ်နိုင်တော့တဲ့ခွေးလေးဟာပူပြင်းတဲ့နေရာအောက်မှာသေမင်းကိုဆောင်းဆိုင်နေုံကလွယ်ပြီးဘာမှမတတ်နိုင်ခဲ့ပါဘူး။လူပေါင်းများစွာကသူ့ဘေးကဖြတ်တန်းသွားလာနေကြပေမဲ့ဘသူမှလှည့်မကြည့်ခဲ့ကြပါဘူး။ဒါပေမဲ့ငိမ့်ချမ်းရေးအတွက်ချီလင်ခရီးလျှောက်လန်းနေတဲ့ဖုံးတော်ကြီးအဖွဲ့ရောက်ရှိလာတဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။မြစ်တာတရားကိုလက်တွေ့ကျင့်သုံးတဲ့ဆရာတော်တွေဟာဒီခွေးလေးကိုလစ်လျူမရှုခဲ့ပဲပွေ့ပိုက်ကူတာပေးပြီးအသက်ဘေးကနေကယ်တင်ခဲ့ပါတယ်။ပုံမှန်ဆိုရင်လမ်းဘေးခွေးလေးတစ်ကောင်ကိုကယ်တင်ပြီးတဲ့အခါဘေးကင်းရာတနေရာမှာလှုပ်ပေးလိုက်တာဒါမှမဟုတ်ဂေဟာတစ်ခုခုပို့လိုက်တာမျိုးလုပ်လေရှိပါတယ်။ဒါပေမဲ့အာလောကကတော့ထူးခြားပါတယ်။သူဟာပြန်လဲကျမ်းမာလာတဲ့အချိန်မှာသူ့ရဲ့အသက်သခင်ယေရှုရှင်တွေကိုမခွဲခွာခြင်းတော့ပဲသူတက်နိုင်တဲ့နည်းနဲ့လိုက်လံဆောက်ရှောက်ပေးပါတယ်။ဘုန်းတော်ကြီးတွေခရီးဆက်တဲ့အခါအာလောကကနောက်ကနေတကောက်ကောက်လိုက်ပါလာခဲ့ပါတယ်။မောင်းထုတ်လို့လည်းမရထားငယ်လည်းမရတဲ့အစုံဆရာတော်တွေကသူ့ကိုအာလောကလို့နာမည်ပေးပြီးခရီးသွားပေါ်အဖြစ်လက်ခံလိုက်ရပါတော့တယ်။အာလောကကိုချီနှောင်ထားတာကတန်ရောစင်ကျိုးနဲ့သစ္စာတရားသာဖြစ်ပါတယ်။ဘုန်းတော်ကြီးတွေရဲ့ခြေလမ်းနဲ့တသားတဲ့ရှောက်လန်းပြီးဘယ်တော့မှအဝေးကိုထွက်မပြေးပါဘူး။အာလောကကိုလူတွေပို့ပြီးတော့ချစ်ခင်သွားစီတဲ့အချက်ကတော့သူ့ရဲ့ရုပ်ရည်သွင်းပြပါရွှေအိုရအမွှေးလေးတွေကြားထဲမှာထင်းနေတာကတော့သူ့နှစ်ဖူးပြင်ပေါ်ကအဖြူရအမှတ်သားလေးဖြစ်ပါတယ်။တေချာကြည့်လိုက်ရင်အဲ့ဒီအမှတ်သားဟာအသေးပုံပုံစံဖြစ်နေတာကိုတွေ့ရမှာပါ။ဒါဟာဆေးထိုးထားတာမဟုတ်ပဲမွေးရပါတဘာဝပါ။ခွေးချစ်တဲ့သူတွေကတော့သူ့ရဲ့နှလုံးသားထဲမှာမေတ္တာဓာတ်တွေကိန်းအောင်လွန်းလို့နှစ်ဖူးပေါ်အထိအသေးပုံပေါ်လာတာလို့ပြောကြပါတယ်။ဒီမှတ်သားဟာသူ့ရဲ့ငိမ့်ချမ်းရေးတန်တမန်ဆိုတဲ့ဂုဏ်ပုံနဲ့လည်းလိုက်ဖက်ညီလို့နေပါတယ်။အခုဆိုရင်အာလောကဟာအိန္ဒိယကနေအမေရိကန်ပြည်ထောင်စုစီရောက်ရှိနေပြီးမိုင်ပေါင်း2300ကျော်ခရီးရှည်ကိုဆက်လက်လျှောက်လန်းလို့နေပါတယ်။ဒါဟာခွေးတကောင်အတွက်မယုံနိုင်စရာစံချိန်တစ်ခုဖြစ်ပြီးဆရာတော်တွေနဲ့အတူတနေ့ကိုမိုင်30ခန့်လမ်းလျှောက်နေတာပါအမေရိကန်ရဲ့စောင်းရာသီဟာလမ်းမတွေမှာနှင်းတွေဖုံးလွှမ်းနေပြီးရေခဲမအောက်ရောက်နေတဲ့အပူချိန်တွေဖြစ်နေလို့ကြမ်းတမ်းတဲ့ရာသီဥတုကိုလည်းအာလောကကရင်ဆိုင်ရပါတယ်ဒါကြောင့်ဆရာတော်တွေကသူ့ခြေထောက်လေးတွေမနာအောင်လို့ခွေးစည်းဖက်နှက်လေးတွေစီးပေးထားပါတယ်ပထမတော့မနေတတ်ပေမဲ့နောက်ပိုင်းမှာတော့သူဟာဖက်နှက်လေးစီးပြီးတက်ကြွစွာနဲ့ရှောက်လန်းနေပါပြီအာလောကဟာလူသားတွေလိုစကားမပြောတတ်ပေမဲ့လည်းသူ့ကိုကြည့်လိုက်ရင်တော့ငြိမ်ချမ်းနေပါတယ်။ခွေးလေးတစ်ကောင်ဖြစ်ပေမဲ့လည်းအသက်ရှင်ခွင့်ရတဲ့ဒုတိယအခွင့်အရေးကိုအကောင်းဆုံးအသုံးချခဲ့ပါတယ်။သူ့ကိုကယ်တင်ခဲ့တဲ့ဘုန်းတော်ကြီးတွေအပေါ်မှာလည်းတသက်လုံးဆောက်ရှောက်ရင်းကျေးဇူးဆက်လုပ်နေပါတယ်။ညဘက်ဆိုရင်ဆရာတော်ကြီးချင်းဆက်တဲ့တင်နာမှာအာလောကကအမြဲတမ်းကင်းဆောင်ပေးလေးရှိပါတယ်။အာလောကဟာသူ့ကိုလာနှုတ်ဆက်တဲ့သူကဘာလူမျိုးလဲဆိုတာမကြည့်ပဲအားလုံးကိုမေတ္တာနဲ့ဆက်ဆံပါတယ်။ကဘာကြီးကရှုပ်ထွေးနေပြီးစစ်ပွဲတွေပြိပခတွေနဲ့ပြည်နှံ့နေချိန်မှာအမေရိကန်လမ်းမတွေထက်ကခွေးလေးတစ်ကောင်ကလည်းငိမ့်ချမ်းရေးအတွက်ဆရာတော်တွေနဲ့အတူစ조사နေပါတယ်။ငိမ့်ချမ်းရေးဆိုတာလက်နက်တွေနဲ့တိဆောက်ရတာမဟုတ်ပဲမေတ္တာအသိခံမှုသစ္စာတရားတွေနဲ့တိဆောက်ရင်လည်းရနိုင်တယ်ဆိုတာကိုအာလောကကလည်းသက်သေပြနေပါတယ်။တကယ်လို့သင်ဟာဘဝမှာအခက်အခဲတွေကြုံနေရရင်စိတ်သက်သာနေရင်ဖက်နှက်လေးစီအင်ချီလေးဝတ်ပြီးနှင်းတော်ထဲမှာလမ်းလျှောက်နေတဲ့အာလောကလေးကိုတတိယလိုက်ပါသူ့လိုတင်းငယ်တဲ့နှလုံးသားလေးတောင်ကဘာကြီးမှာငိမ့်ချမ်းရေးအတွေးလေးတွေပေးနိုင်နေဆိုရင်ကြီးမားတဲ့နှလုံးသားတွေပိုင်ဆိုင်ထားတဲ့လူသားတွေကလည်းလုံနိုင်ပါတယ်ဆိုတဲ့ခွန်အားကိုရရှိစေမှာအမှန်ပါပဲရှင်။အာလောကရဲ့ခြေလမ်းတိုင်းဘေးကင်းပြီးကဘာကြီးကိုဆက်လက်ပြီးအလင်းပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ထူးခြားဆန်းခြားကြောင်ရာလေးတွေကိုစဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ကြည်ပါ channel လေးကိုလည်း like and subscribe လေးလုပ်ထားပြီးဖို့မမေ့ပါနဲ့နော်။ကျမတို့ရဲ့ကြည်ပါဗီဒီယိုလေးကနေတစ်ခုခုရသွားပါစေနော်။